ဒါကတော့အိမ်ကဘုံနေပေါ့ဘုံနေကတော့ तू ကဒီမှာဘာလုပ်နေလဲဆိုတော့ तू ကအနက်ခံတယ်အနက်ခံပြီးတော့ဒီမှာသားကောင်အနက်ကိုရလို့ तू ကမြေကျွန်းတူးနေတာပေါ့တူးပြီးတော့ तू ကနှာခေါင်းနဲ့အနက်ခံတယ်နှာခေါင်းနဲ့အနက်ခံပြီးတော့ तू ကလက်နဲ့ရက်တယ်ဒီချိန်ကတော့ဒီမိုးရွာပြီးကစားအချိန်လည်းဖြစ်တယ်မိုးကြကစားအချိန်လည်းဖြစ်တော့ကြတော့ သူတို့ကဒီမှာမြေကြီးအောင်မှာရှိတဲ့သားကောင်လေးတွေကိုသူတို့ကအမဲလိုက်ရတာကိုကြိုက်တယ်အာဦးလေးတွေမှာသူတို့ကအမဲလိုက်ပြီးသားရှိတယ်သူတို့ကဘာမှမဟုတ်ဖ ೇನೆ အဲ့လိုမျိုးတွင်းတူးခြင်းတယ်ဆိုတာဒါကသူတို့ရဲ့မျိုးရိုးပြီးသားအရာဒါအမဲလိုက်တဲ့အကျင့်ရှိလို့ပဲဖြစ်တယ်ဘိုးနီကဟိုတလောကဆိုရင်ဘာဖြစ်လဲဆိုကြတော့တန်းနေမွားတွေအရမ်းများတယ်အရမ်းများပြီးတော့သူ့သခင်ကဂီးမဆိုင်နိုင်ဘူးဂီးမဆိုင်နိုင်တော့ကြတော့ပိန်လဲပိန်သွားတယ်ပေါ့နော်ပြီးတော့ဒီမှာသူ့လေပင်မှာဆိုလဲအရာကြီးရှိရပေါ့ဒီလေပင်ကအရာဘာဖြစ်တာလဲဆိုကြတော့ဒီမွားတွေကလေဘက်အောက်ကိုသွားပြီးတော့ကတ်တာအဲ့လိုကတ်ပြီးတဲ့အတွက် तू ကအဲ့ဒီမှာအနာဖြစ်ကုန်တာပေါ့ရေပြားရောင်သွားတာပေါ့လေရှားပြီးတော့နောက်တော့ဒီမှာလဲဒီဖင်သားလေးမှာလည်းတစ်ခုရှိတယ်ဒါကတော့တော်တော်လေးတက်တာသွားပြီဖင်မှာလဲ तू အနာလေးတွေရှိတယ်ဝဲစားတာပေါ့ကွာဝဲစားတယ်ဆိုအဓိကကတော့အလွယ်ပြောရင်တော့ဝဲစားတာပေါ့အဓိကတန်းနေမွားတွေကြောင့်ဖြစ်တာအဲ့အမိရှိမှာတန်းနေအရမ်းများတယ်အရမ်းများတော့ကြတော့ကျွန်တော်တို့ကဂုတ်ဆက်ချသေးချပေးထားတယ်ပြီးလို့ရှိရင်ပေါင်တာလေးလိမ့်ပေးတယ်ပေါ့ပြီးတော့ကြတော့အဲ့ဒီအနာကိုလည်းကျွန်တော်လိမ့်သေးဘူးလေးလိမ့်ပေးထားတယ်အဲ့ကြောင့်မလို့ဒါတော်တော်လေးတက်တာလာတာဒီကောင်တော်တော်ပြန်ဝလာတာသူ့သခင်တွေကပြောင်းသွားပြီပြောင်းသွားသူ့သခင်တွေကထားခဲ့တယ်ထမင်းမဲ့လာကျွေးတယ်ညဘက်ဆိုလဲသူတို့ကတခါလေးမိုးရွာလို့ရှိရင်မိုးရွာထဲမှာနေရတယ်ပေါ့ကလေးတွေကတနာဖို့ကောင်းတယ်အဲ့ဥစ္စာကိုကျွန်တော်ကဘိုးနီကိုကယ်ထားတာကုထားပေးတာပေါ့ဗျာကယ်ထားရဲဆိုတာတဲ့ဒီလားရှားရှိကြအောင်မယ်ဟိုမှာဒီမှာအဲ့လိုမျိုးညနေပိုင်းဆိုရင်သူတို့ကအဲ့လိုလမ်းလျှောက်ကြတယ်အဲ့မဲ့မြောက်တကောင်လာပြီဟိုမှာအဲ့ကောင်တအားဆော့တယ်ဒါပေမဲ့ဘိုးနီကတော့ဒီမှာသူ့ရဲ့ရွေချက်ကိုသူကဆက်လုပ်တယ်ပေါ့ဒီမှာဒါကာဂီတဲ့သူတို့ဖွဲ့မှာဒီကောင်ဟိုတယ်လောက်မှမွေးတာအဲ့ဒီကောင်အမဲလိုက်တာအရန်တော်တယ်ငှက်တွေပါတွေဖမ်းတာလဲတော်တယ်ဒီကောင်ကျွန်တော်တို့ဘိုးနီပါဆက်လုပ်နေလဲကြည့်မယ်ဘိုးနီကဒီမှာအပြည့်ပြည့်အမဲလိုက်တယ်အနံ့ခံတယ်ဗျအနံ့ခံတယ်ရက်တယ်အကောင်ကတော့ရမရတော့မသိဘူးမြေကြီးကတော့တွင်းဖြစ်နေပြီအခင်းပိုင်ရှင်ကတော့တီးတော့မှာပဲဒီမဲ့ကာဂီကိုမလာနဲ့ပေါ့သူကဓားလိုက်တယ်ကဲစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကျွန်တော်တင်ပေးပါဦးမယ်ကျွန်တော်ရဲ့အကောင့်လေးကို like share subscribe လေးလုပ်ပြီးတော့ကြတော့အားပေးကြပါဦးကဲဒီမှာနောက်တစ်ကောင်ကလည်းဒီမှာအမဲလိုက်တော့မယ်ပေါ့သူတို့ကအနှံ့ရပြီဆိုတာနဲ့မရဘူးသူတို့ကအမဲလိုက်ဖို့လုပ်တာပေါ့ကဲအားလုံးကျေးဇူးတင်ပါတယ်